Iron Man Tony Stark ဒီရက်ဆွဲတဲ့ပြဿနာရှိရဲဆိုပြီးတော့ comic တွေမှာရေးဆွဲပုံဖော်လေးရှိပါတယ်ဒီဗီဒီယိုမှာတော့ multiverse တစ်ခွင်မှာရှိတဲ့မူယူကွဲပြဲနေတဲ့ထူးခြား Unan နဲ့ Iron Man version အကွဲတွေအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီတော့အရာအားလုံးဒီ Ghost Rider Deadlock Ant-Man ဖြစ်နေတဲ့ Tony Stark တို့က Dr. Doom ရဲ့အဆိုးရွားဆုံးရန်ကနေပြီးတော့ကာကွယ်ဖို့အတွက် multiverse တစ်ခွင်ကိုပတ်ပြီး hero တွေစုဆောင်းနေရတဲ့စထားပါတယ်ဒီ Tony Stark ဒီ Ant-Man ဖြစ်နေပေမဲ့အရာကိုပေါက်ပြက်တွေးပြီးယူရမယ့်တာဝန်တွေကနေပြီးတော့ထွက်ပြေးတတ်တယ်သူဘာသာ Iron Man ဆိုပြီးတော့တတ်မှတ်ဖို့အတွက်တောင်မှ Tony Stark ဆိုပြီးတော့တတ်မှတ်ဖို့အတွက်တောင်မှထွက်ပြေးနေတဲ့ခက်ကြောင်အရက်သမားလုံးဖြစ်ပါတယ်အခုလဲဂျိုတစ်ခုလုံးကို Dr. Doom ကဖျက်ဆီးသွားတာတဲ့ဂျိုတစ်ခုလုံးမှာအရက်တပလင်းပဲခြံထားပေးခဲ့တာကိုသူကတော်တာထွက်နေတယ်ဒါပေမဲ့ကိစ္စမရှိပါဘူးခန္ဓာကိုယ်ကိုတေးတလေးဖြစ်အောင်ခြုံပြလိုက်ပြီးအရက်ပလင်းအကြီးကြီးကိုအဝါတောက်ပြမယ်ဆိုပြီးတော့ကြွေးကြော်လိုက်တဲ့အခါမှာဘေးနားမှာရှိနေတဲ့ Deadlock ကတော်တာထွက်လာတဲ့မင်းကအရက်အဝါတောက်ရအောင်ဘာအကြောင်းရှိလို့လဲဆိုပြီးတော့မေးတော့အရက်သမားတို့ထုံးစံတိုက်ပွဲရှုံနေတာတော့မှဘဝကမကောင်းနေတာတော့မှငါတို့အောင်မြင်တဲ့လောက်အတွက်တောင်းပါလေအောင်ပွဲခံဖို့အတွက်တောင်းပါလေဆိုပြီးတော့ရှင်းပြလိုက်တယ် you see သူတို့က multiverse တစ်ခွင်ကို Ghost Rider ရဲ့ကားနဲ့ပတ်ပြီးတော့ hero တွေကိုလိုက်ပြီးတော့စုနေတာဖြစ်တယ် Star Panther ဆိုတဲ့ strong အဖြစ်ဆုံး Black Panther version ကိုရထားပြီးပြီအရာကိုဒေါ်တာအထွက်နေဆုံးအတန်မာဆုံးဆိုတဲ့ Thor the God of Fist လက်သီးတို့ရဲ့နဖျားကိုလည်းစုဆောင်းထားပြီးပြီဒီလောက်တင်မဟုတ်သေးဘူးသူတို့မှာ Steve Rogers Captain America တွေလည်း army လိုက်ကြီးကိုရှိတဲ့အပြင် multiverse မှာအကောင်းဆုံးလေတပ် Air Force Captain Marvel တွေကြီးပဲပေါင်းထားတဲ့တပ်ဖွဲ့တစုလည်းရှိနေပြီ basically Dr. Doom ရဲ့ evil plan တွေကိုတားဖို့အတွက်သူတို့က Avengers အဖွဲ့တစ်ခုကိုယာပြီးနေပါပြီထို့အတွက်အောင်ပွဲခံတဲ့အနေနဲ့တောက်ကြမယ်လေဆိုပြီးတော့ Tony Stark ကပြောရင် plane အကြီးကြီးကိုတောက်ဖို့အတွက်ပြင်တဲ့အခါမှာ Deadlock ကမင်းမားနေပြီဆိုပြီးတော့ပြန်ဖြေပြလိုက်တယ် and yes Avengers အဖွဲ့ဖြစ်ဖို့အတွက်သူတို့မှာနောက်ဆုံးတစ်ယောက် key character လိုနေသေးတယ်ဆိုပြီး Ghost Rider ကပြောလာတယ် of course အထာပေါက်လွယ်တဲ့ Tony ဒီသူတို့ပြောနေတာက Iron Man အကြောင်း Tony Stark အကြောင်းပဲဆိုတာကိုသိလိုက်တဲ့အခါမှာတော့ no သူကိုတော့လိုက်မရှာကြပါနဲ့ဆိုပြီးတော့ကြောက်လန့်တကြားညင်းဆိုသေးပေမဲ့နောက်တစ်မျက်နှာမှာသူတို့ဒီပထမဆုံးအရက်သမား Tony Stark ကိုလိုက်ရှာဖို့အတွက်ထွက်လာကြပြီဆိုတာကိုမြင်လိုက်ရပါတယ်ဒီကဘာက Tony Stark ဒီအရက်ပလင်းကိုလက်ထဲဆွဲပြီးရှောက်ပြန်ပတ်ပြေးနေတယ်သူပြောတာအရဒီ Tony ဒီငယ်စဉ်တည်းကလေပေါ်အမြဲပြန့်ကျင်နေတဲ့ကောင်မျိုးဖြစ်တယ်လေပေါ်ပြန်နေဆိုတာကလည်းကဘာကြီးကိုအချိုးပြုဖို့ super hero လုပ်ဖို့အတွက်မဟုတ်ဘူးသူရဲ့ဘဝနေစဉ်အခက်အခဲတွေကနေပြီးတော့ထွက်ပြေးဖို့အတွက်ဖြစ်တယ်ဥပမာအရက်ဖုံးမပေးဘဲနဲ့ထွက်ပြေးတာမျိုးမိမသားသမီးကိုမထောက်ပံ့နိုင်လို့ဝစ်ဆောင်ဝစ်ပြီးတော့ပြန်ပြေးတာမျိုးတွေဖြစ်ပါတယ်ဆိုဒီလိုကောင်မျိုးကမှအခု Ghost Rider နဲ့ Ant-Man တို့အဖွဲ့ကကဘာကြီးကိုကယ်တင်ပေးဖို့အတွက်ဆိုပြီးတော့လူလာစုတဲ့အခါဟိုကောင်ကအကျွေးသမားတွေထင်ပြီးတော့အရက်တလုံးကင်ပြီးတော့ထွက်ပြေးတယ်စောက်ပူတွေမင်းတို့ငါ့ကိုလည်းကယ်နိုင်မှာမဟုတ်ဘူးကဘာကြီးကိုလည်းကယ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့အရေးလေးတများနဲ့ပြန်ပြေးနေတော့နောက်ဆုံးနေရာတစ်ခုစီကိုရောက်တဲ့အခါထိုးဆိုင်ပေါက်ကွဲထွက်သွားတယ်အရက်သမားကိုသူတို့ကိုယ်တိုင်ပဲဂျုံတဲ့နေရာတစ်ခုမှာမြေမြုပ်တကြိုပေးလိုက်ရပါတယ်ဒါကိုကြည့်ပြီးတော့ multiverse တစ်ခွင်မှာသူထက်တောင်အခြေအနေဆိုးတဲ့ Tony Stark တွေရှိသေးပါလားဆိုပြီး Ant-Man အရက်သမား Tony Stark ကတန်ဝေကရတယ် but why ဒီလိုအရှုပ်ကောင်မျိုးတွေကိုမြင်ရမယ်ဆိုတာသိရတဲ့ဘာလို့ Tony Stark ကိုမှ Iron Man ကိုမှလိုအပ်တာလဲဆိုပြီးတော့မေးတဲ့အခါမှာ All Rider က Avengers အဖွဲ့ကိုပြေဆုံးစေဖို့အတွက်ဆိုရင် Ultimate Iron Man ကိုလိုအပ်ကြောင်းမဟုတ်ဘူးဆိုရင်ပြေဆုံးမှာမဟုတ်ကြောင်းကိုရှင်းပြလာတယ် and Deadlock ကဒါကိုထောက်ခံတယ်ပြီးတော့အခုလိုတွေလိုက်ပြီးတော့ရှာမနေခြင်းဘူးဆိုရင် Tony Stark ဖြစ်တဲ့မင်းကိုယ်တိုင်ပဲလှုပ်လိုက်ပါလားဆိုပြီးတော့ပြောတော့စကားတော့ဆုံးအောင်မပြောလိုက်ရဘူးဆရာသမားကခဏဆိုပြီးတော့အရက်ကိုတကြိုင်မော်လိုက်တယ်ကဲဆက်ပြောဆိုပြီးတော့ပြောတဲ့အခါမှာ Deadlock လည်းစိတ်ပြတ်သွားပြီးတော့ဂယူဆိုင်မနေတော့ပဲနောက်တစ်ယောက်ကိုထက်ရှာဖို့အတွက်ထွက်လာကြပါတယ်နောက်တစ်နေရာက Junkyard ကားပစ္စည်းအဟောင်းအပြက်တွေထားတဲ့ဆိုင်ကြီးဖြစ်နေတယ်သူတို့၃ယောက်ကိုဒီနေရာကြီးရဲ့ပိုင်ရှင်လို့ထင်ရသူက Tony Stark အကြောင်းကိုပြောပြနေတယ် Tony ကတကယ်တော်တဲ့ကောင်လေးပဲတော်တယ်ဆိုတာထက်အရာဝတ္ထုတွေကိုတိဆောက်ရမှာကျွမ်းကျင်တာနှစ်ပေါင်းများစွာ Tony ဒီအခုကားပြက်နေရာကြီးမှာပဲရတဲ့တိုလီမိုလီတွေကြံခဲ့တဲ့အပိုင်းအစအစုပ်အပြက်တွေကိုအသုံးပြုပြီးတမူထူးကြတဲ့စက်ပစ္စည်းတွေလူတွေကိုအံ့အားသင့်စေတဲ့ပစ္စည်းတွေကိုထွင်ပြခဲ့တယ် and အဲဒီလိုအံ့အားသင့်စေခဲ့လို့ပဲရက်ွက်ထဲကလူတွေဒီသူ့ကိုစုံအသက်လေးချင်းနဲ့စုံတစ်ကောင်ဆိုပြီးတော့ထင်ခဲ့ကြတာကြောင့်သူထွင်ထားတဲ့ Iron Man ဝစ်စုံတွေကြားမှာပဲဒုံနဲ့ထိုးမီနဲ့ရှို့ပြီးတော့နှလုံးသားကိုထုတ်ယူတပ်ဖြတ်ခဲ့ကြပါတယ်တကယ်တော်တဲ့လူမျိုးတကယ်ကယ်တင်ပေးနိုင်မဲ့လူမျိုးကြတော့လဲတည်နေပြန်ပြီဒီတော့စိတ်ပြပြန်တဲ့၃ယောက်သားနောက်ထပ် universe တစ်ခုနောက်ထပ် Tony Stark တယောက်စီကိုထွက်လာကြပြန်တယ်ဒီ universe က Tony ကြပြန်တော့သူ့ရဲ့စိတ်ကိုသူဖန်တီးထားတဲ့အေယာမရွှေရောင်စက်ရုပ်ကြီးတစ်ခုတည်းကိုကူးပြောင်းထည့်ထားတယ်ဒီလောက်ကမယူနိုင်သေးဘူးဒါပေမဲ့အဲ့ဒီစက်ရုပ်ကြီးဒီကြီးမားလွန်းတဲ့အတွက်ကဘာနဲ့တောင်မှမဆန့်ဘူးဖြစ်နေတယ်ဒါကြောင့်လဲသူကကဘာကနေထွက်လာပြီးတော့ကဘာအပြင်ကိုထုတ်လာခဲ့တဲ့သိပ္ပံပညာကိုယူသွတ်တဲ့ Tony စူဇန်စိတ်အပြေအဝရှိတဲ့ Tony ဒီကြာလာပြီဖြစ်တော့အချိန်တွေကအဆုံးမရှိတော့ကျဲပြောလာတော့အာကာသထဲမှာတယောက်တည်းရှောက်သွားနေခဲ့ခြင်းဖြစ်တယ်သူဒီလည်းအခြားရက်သမား
ရေးလိုပဲ energy လိုအပ်တဲ့အခါမှာဂျိုကြီးတွေကိုအရက်ပလင်းအဖုံးဖွင့်မောတောက်လို့မောတောက်ပြီးတော့အသက်ရှင်နေခြင်းဖြစ်ပါတယ်အခုအယူ3ယောက်ဒီကဘာကိုကဲတင်ပေးဖို့အတွက်အကူအညီလာတောင်းတာဖြစ်ကြောင်းပြောတဲ့အခါမှာဒီကောင်ကြီးကလောင်ပြောင်ပြီးတော့ရည်တယ်ဂျိုတစ်ခုကိုကောက်မော်လိုက်ရင်လည်းဘယ်သူကများကဘာအတွက်စောက်ယူဆိုင်တာလဲဆိုပြီးတော့ပြောပြလိုက်တဲ့အခါဒီတိုနီကတော့အမြင့်ကိုပြန်လွှန်းတဲ့အတွက်မြေပြင်နဲ့အပီးလွတ်သွားခဲ့ပြီဆိုတာကိုသူတို့နားလဲသွားကြတယ်နောက်ထပ်တိုနီကိုရှာဖို့အတွက်နောက်ထပ် universe တစ်ခုစီကိုထွက်လာကြပါတယ်သူတို့ဒီလိုက်ရှာရင်နဲ့လမ်းတစ်လျှောက်မှာ Iron Man ဝစ်စုံတွေကို bartender လုပ်ဖို့အတွက်အသုံးပြုနေတဲ့ပေါ်ပြက် Tony Stark အယောက်30လောက်ကိုတွေ့ခဲ့တယ်နောက်ထပ်2ဒါဇင်လောက်ကကြတော့နေတဲကိုပြန်ဝင်သွားကြတယ်တမင်သက်လားမတော်တဆလားဆိုတာတော့ဘယ်သူမှမသိကြဘူးဒီလိုမြောင်များလာတဲ့အယူ Tony Stark တွေကိုမြင်ပြီးတဲ့အခါမှာ Ant-Man Tony ကအနည်းဆုံးတော့သူဒီအဆိုးရွားဆုံးဟုတ်မနေကြောင်းကိုခံစားမိလာတယ်ပြီးတော့ဒါမျိုးကောင်တွေလည်းရှိသေးတယ်ဆိုပြီးနောက်ထပ် universe ကအကောင့်တစ်ကောင်ကိုပြလာတယ်ဒီကောင်ဒီ MCU Tony Stark လိုပဲဂူထဲမှာအဖမ်းခံရပြီးစွတ်ကြဲတစ်ခုနဲ့မုတ်စိတ်ရှည်တွေနဲ့ထွက်ပြေးဖို့အတွက်ပြေးစုံတဲ့ Iron Man ဝစ်စုံတစ်ခုကိုစောက်လုပ်ဖန်တီးနေတာဖြစ်ပါတယ်သူရဲ့အနားမှာသူအရင်လှုပ်ထားတဲ့ဝစ်စုံအဟောင်းတွေအများကြီးကလည်းပြန်ကျဲနေတယ်ဒီကောင်ကအယူ3ကောင်ကိုကူညီပေးဖို့အတွက်ညင်းဆိုတယ်ဘာလို့လဲဆိုတော့သူ့မှာအချိန်မရှိဘူးစကားပြောဖို့တော့အချိန်မရှိဘူးသူဒီဂူထဲကနေပြီးတော့လွတ်မြောက်ဖို့အတွက်အခု perfect ဖြစ်တဲ့ဝစ်စုံကိုဖန်တီးနေတာဖြစ်ကြောင်းရှင်းပြလာပါတယ်ဒါပေမဲ့မင်းအရှိမဖန်တီးထားတဲ့ဝစ်စုံတွေလည်းရှိတယ်လေအဲ့ဒါတွေကကောဆိုပြီးတော့ Ant-Man Tony ကကြောင်တောင်ဖြစ်ပြီးမေးမိတဲ့အခါမှာမုတ်စိတ်ကအဲ့ဒါတွေဒီ perfect မဖြစ်လို့ပဲမပြည့်စုံလို့ပဲမပြည့်စုံလို့မဖြစ်ဘူးတခုခုချိုရင်းသွားခဲ့တယ်မှားယွင်းသွားခဲ့တယ်ဆိုရင်ငါ့ကိုဖန်ထားတဲ့ကောင်တွေကငါ့ကိုတက်ပစ်ကြလိမ့်မယ်အဲဒီလိုဆိုရင်ငါရဲ့အနာဂတ်ကိုလည်းမြင်ရတော့မှာမဟုတ်ဘူးငါရဲ့အိမ်မက်တွေကိုလည်းမြင်ရတော့မှာမဟုတ်ဘူးငါရဲ့အိမ်မက်တွေကအရေးကြီးတယ်ဝစ်စုံက perfect ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးအယူတယောက်လိုမျိုးတွတ်ပြောပြနေပါတယ်ဒီအချိန်မှတီးလိုက်ရတာကဒီကောင်ကိုဖန်ထားတဲ့လူဆိုးတွေဒီကိုအပြစ်မှာတေဆုံးနေတာ10နှစ်လောက်တောင်ရှိနေပြီအယူတွေတောင်မှဖြစ်နေကြပြီတကယ်တော့ဒီကောင်ကိုချုံနှောင်ထားတာကသူကိုယ်တိုင်ပဲဖြစ်နေတယ်သူအတွက်အရေးကြီးလာတဲ့အနာဂတ်အိမ်မက်ဆိုတာကြီးကိုရှေ့ရှုပြီးတော့ကြိုးစားသမျှကိုထုံမပြပဲမစမ်းသက်ကြည့်ပဲနဲ့ perfect ဖြစ်ဖို့အတွက်ဆိုပြီးတော့ပြည့်စုံဖို့အတွက်ဆိုပြီးတော့လက်ရှိအချိန်တွေကိုဖြုံတီးပြနေတဲ့အယူတယောက်အစွန်ရောက် perfectionist တယောက်ဖြစ်နေခဲ့ခြင်းဖြစ်ပါတယ်။ and ဒါကိုမြင်ပြီးတော့နားလဲသွားကြတဲ့အခါမှာနောက်ထပ် universe တစ်ခုစီကိုသွားကြပြီးနောက်ထပ် Unit နဲ့ Tony Stark ကိုရှာဖို့အတွက်ဖြစ်လာပြန်တယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ Ant-Man Tony ကဒေါသထွက်သွားတယ်။နောက်ထပ် universe တစ်ခုကိုသူထပ်ပြီးတော့မတွားနိုင်တော့ဘူး။နောက်ထပ် Unit မှုတစ်ခုကိုထပ်ပြီးတော့မတွေ့ချင်တော့ဘူး။ဒီကောင်အပြည့်စုံဆုံးဖြစ်ချင်တဲ့ကောင်ကအပြည့်စုံဆုံးပဲဒီကောင်ကိုပဲငါတို့အသုံးပြုတော့မယ်ဆိုပြီးတော့ပြောလာတဲ့အခါ Deadlock တို့ကတားတယ်။ Dr. Doomsday ကနေပြီးတော့လာမဲ့ကဘာဖြတ် Andy ဒီထက် Andy ရဲ့အများကြီးပို့ပြီးတော့ကြီးတယ်ပို့ပြီးတော့ဆိုးတယ်သူတို့ဒီ Ultimate Iron Man ကို logo လိုအပ်တယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာ Ant-Man Tony ကနောက်တစ်ခုပဲထပ်ပြီးတော့လိုက်ပေးဖို့အတွက်လက်ခံလိုက်တယ်အဲဒီတစ်ခုကသာအဆင်မပြေဘူးဆိုရင်သူကိုယ်တိုင်လည်းဒီကူထဲမှာဒီမုတ်စိမ့်နဲ့အတူနေပြစ်လိုက်တော့မယ်ဆိုပြီးတော့စူအောင်ပြောရင်နောက်ထပ် universe တစ်ခုစီကိုထွက်လာကြပါတယ်ဒီကဘာမှာကြတော့ Tony ကကားပြင်းတဲ့ဆိုင်ဖွင့်ထားတယ်ငါသာထားလို့ရရင်အဲဝစ်ကြီးအောင်လက်ဖက်ရည်ဖြော်တိုက်ပါတယ်ဆိုပြီးတော့ပြောနေတဲ့အဲ့ရတဲ့ကထိပ်ပြောင်ဘိုးတော်ကြီးတယောက်ဖြစ်နေတယ်ဆိုတာကိုမြင်လိုက်ရပါတယ်ဘိုးတော်ကသူစီကိုအခုလိုမျိုးဘယ်သူမှလာမတွေ့တာကြားပြီးဖြစ်ကြောင်းရှင်းပြတယ်အရင်ကဆိုရင်ပတ်ဝန်းကျင်မှာဘာပဲပြင်ဖို့လို့အဖိုးကြီးတိုနီကိုပြလိုက်သူမပြင်နိုင်တာမရှိဘူးဆိုပြီးတော့နာမည်ကြီးတယ်ကဲဆိုအခုမောင်ရင်လာတဲ့ကိစ္စကဘာလဲအဖိုးကြီးတိုနီဘာပြင်ပေးရမလဲဆိုပြီးတော့မေးမြန်းနေပါတယ်ဗတ်ဒီဘိုးတော်ကိုဘတ်တော်တဲကိုခေါ်သွားလို့မရတဲ့ညော်လင်းချက်မဲမဲနဲ့ Ant-Man Tony ကလည်းဘိုးတော်ရဲ့ဘေးမှာဝင်ထိုင်ပြီးတော့စကားသာပြောနေလိုက်တော့တယ်ငါကိစ္စကအရေးမကြီးပါဘူးအေးစေးနာပါဆိုပြီးတော့ပြောတော့ဘိုးတော်ကအတင်းလက်ဖက်ရည်ထားဖြော်ပေးဖို့အတွက်လုပ်ပြန်တယ်ဒီအခါတိုနီကသူ့ရဲ့လက်ဆွဲတော်အရက်ပလင်းကိုထုတ်ပြပြီးမလိုပါဘူးငါမှတောက်စရာပါတယ်ဆိုပြီးတော့ပြောတယ်တောက်အောင်မလားဆိုပြီးတော့မေးတော့နာဘိုးတော်ကသူအရက်မတောက်ဘူးအော်အရက်မတောက်ဖြစ်တော့ဘူးဆိုပြီးတော့ပြောတယ်ကြက်စီးနေတဲ့အရာတွေကိုပြင်ဆင်ရတဲ့အခါခေါင်းကိုကြည်နေအောင်ထားဖို့အတွက်ကလိုအပ်တယ်လေပြီးတော့လိုဝက်ချက်တစ်ခုလည်းရှိသေးတယ်သိချင်လားတခုခုကိုပြင်ဆင်မှုအတွက်ကကိုယ်တိုင်ကလည်းကြိုးပြတ်ဖို့အတွက်လိုအပ်တယ်ကိုယ်တိုင်ကကြိုးပြတ်နေရင်ပို့ပြီးတော့လွယ်ကူတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်ဆက်ပြီးမင်းအခုဘာလို့လာလဲဆိုတာကိုငါနားလဲတယ်လို့ထင်လဲအနည်းဆုံးတော့နားလဲတယ်ဆိုပြီးတော့မျောလင်းတာပဲငါလည်းသိပြီးတော့အသက်ရှင်တော့မယ်မထင်ဘူးဒါပေမဲ့နေ့စဉ်ပတ်ဝန်းကျင်မှာအမြဲလိုပျက်စီးနေကြတဲ့အရာတွေကိုငါတို့ဒီပြင်ဆင်နိုင်ကြလိမ့်မယ်ဆိုပြီးတော့ယုံကြည်တယ်မင်းကငါကစောင့်နေတယ်လို့ပါပဲကောင်းလေမင်းဒီတွေးသမျှအရာတွေကိုငါလိုပြင်ဆင်ဖို့အတွက်ကြိုးစားပေးနိုင်မလားခရီးပေးနိုင်မလားဆိုပြီးတော့မင်းနေရင်အဖိုးကြီးရဲ့အတန်တွေဟာတဖြည်းဖြည်းပြော့လာပြီးတိုးသွားပြီးတော့သေဆုံးသွားခဲ့ပါတယ်Ant-Man Tony ဟာအဖိုးကြီးရဲ့စကားတွေကြောင့်အများကြီးနားလည်သွားခဲ့တယ်အဖိုးကြီးကိုမြေမြုပ်တကြိုပေးအပြီးမှာသူ့မှာကျန်သမျှအရက်ပလင်းတွေအကုန်လုံးကိုတည်ထုတ်လာတယ်ပြီးတော့ငရဲအထိပေါ်တယ်ဖွင့်ပြီးတော့လွှင့်ချပစ်လိုက်တယ်တိုနီကအိမ်တွေကစပြီးတော့အရက်ဖြတ်လိုက်ပြီးနောက်ထပ်ရက်အနှဲငယ်အတွင်းမှာဒီ
detox လုပ်ပစ်လိုက်တယ်ခေါင်းကိုကြည်အောင်ထားပစ်လိုက်တယ်အပြီးမှာတော့အရင်ဆုံးဂူတွေက Tony Stark စီကိုတွားတယ်လက်ကနေဆွဲကင်ခေါ်ထုတ်လာပြီးအပြင်မှာဘာအန်ဒီရဲမှမရှိကြောင်းမင်းဒီလူဘဝကြီးမှာအပြင်ထွက်ပြီးတော့ရှင်သန်ဖို့အတွက် perfect ဖြစ်နေစရာပြည့်စုံနေစရာမလိုကြောင်းကိုရှင်းပြလိုက်တယ်ဒီတစ်ကြောင်းမှာတိုနီတို့ဒီပျက်စီးနေပါတယ်ဆိုတော့ကြိုးပြတ်နေပါတယ်ဆိုတော့လူတွေအများကြီးကိုတွေးခဲ့တယ်ဒါပေမဲ့သူတို့ကိုကူညီပေးမဲ့အစားသူတို့စီကအကူအညီကိုလိုက်ပြီးတော့တောင်းနေခဲ့တယ်အခုဘိုးတော့ရဲ့စကားကြောင့်အမြင်မှန်ကိုရသွားတဲ့ Ant-Man တိုနီကသူကိုယ်တိုင်ဦးဆောင်ပြီးတော့အရင်တွားခဲ့တဲ့မြ University တိုင်းက Tony Stark တွေကိုလိုက်ပြီးတော့စူယုံခဲ့တယ်အရက်ဖြတ် center တစ်ခုလို therapy session တစ်ခုလိုစီစဉ်ပေးပြီးတော့ Tony Stark တိုင်းကိုမကြိုးပြတ်တော့အောင်အတွက်အထီးမကျန်တော့အောင်တယောက်တည်းမဖြစ်တော့အောင်အတွက်ပြုပြင်ပေးခဲ့တဲ့ကူညီပေးခဲ့ပါတယ်ဘာလို့လဲဆိုတော့ကိုယ်တိုင်ကကြိုးပဲ့ပျက်စီးနေရင်အခြားပျက်စီးနေတဲ့အရာတွေကိုပြင်ဆင်ပေးတဲ့အခါအဆင်ပြေတာပေါ့ဆိုတော့အဖိုးကြီးရဲ့စကားကိုပြောရင်ညာလာဆိုတော့ Tony Stark တွေကပြုံပြုံရွှင်ရွှင်နဲ့အတူတူရှိနေကြတယ်ဆိုတာကိုပြရင် comic ကိုအဆုံးသတ်သွားခဲ့ပါတယ်တကယ်ကိုလှပပြီးနက်နက်နဲနဲဖွဲ့စည်းရေးဖွဲ့ထားတဲ့ comic တစ်ခုဖြစ်တယ်လို့ပရိသတ်တို့ကလည်းနားထောင်ရတာတပေါ်ကြခဲ့လိမ့်မယ်လို့ထင်ပါတယ်ဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်